ကျွန်တော်ဒီတစ်ပတ်မှာတော့ data တွေကို encode လုပ်တာနဲ့ decode လုပ်တာကိုကျွန်တော်လက်တွေ့ပြောပြတော့မှာဖြစ်ပါတယ်။ဒါကတော့ကျွန်တော်တို့မြင်နေရတဲ့ software မှာကျတော့ user interface မှာကျတော့ bandit ရဲ့လေ့ကျင့်ခန်းထဲမှာလေ့ကျင့်ခန်း10မြောက်ဖြစ်တဲ့ဟာကိုကျွန်တော်ပြောပြတော့မှာဖြစ်ပါတယ်။ဒီမှာကြည့်ကြည့်မယ်ဆိုရင်ကျွန်တော်တို့က bandit ရဲ့သူ့ရဲ့ SSD server တွေကိုကျွန်တော်ရောက်နေပါဘူး။ရောက်တယ်ဆိုရင်သူလေ့ကျင့်ခန်းတွေရဲ့အတိုင်းပဲကျွန်တော်တို့ file တစ်ခုရှိတယ်ဆိုတော့အဲ့ file ကဘာ file ရှိတယ်ဆိုရင်ကျွန်တော် ls နဲ့စစ်ကြည့်တယ်။ ls နဲ့စစ်ကြည့်တဲ့အချိန်မှာ data.th ဆိုတဲ့ file ကိုကျွန်တော်တို့တွေ့ရတယ်။ဟုတ်ပြီအဲ့ဒီဟာကိုဖြောက်လာတဲ့ file တွေမှာစစ်ချင်တယ်ဆိုရင်တော့ကျွန်တော်တို့ all ပေါ့နော်။အားနဲ့စစ်လို့ရမယ်။ဟုတ်ပြီကျွန်တော်တို့ဒီသင်ခန်းစာမှာကျတော့ဒါကိုပဲစစ်မှာဆိုတော့ ls နဲ့စစ်ချလိုက်တယ်။စစ်ချလိုက်တဲ့စင်မှာကျွန်တော်တို့ data.th ဆိုတဲ့ file ကိုတွေ့တယ်ဆိုရင်ကျွန်တော်တို့အဲ့ file ကဘယ်လိုမျိုး encode လုပ်ထားတာလဲဆိုတော့ကျွန်တော်ကြည့်မယ်ဆိုရင် cdcat ဆိုတဲ့ command ကိုသုံးမယ်။ဒီကျွန်တော် data.th ကို cdcat ဆိုတဲ့ command ကိုသုံးပြီးတော့ဖတ်ကြည့်လိုက်ရရှင်ကျွန်တော်တို့မြင်နေရတယ်မျိုးhuman readable ပေါ့နော်လူတွေနားလည်နိုင်တဲ့ data လိုမျိုးမဟုတ်ဖြစ်နေသူ encode လုပ်ထားတဲ့ data ကိုတွေ့ရမှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော် decode ပြန်လုပ်ကြည့်အောင် decode ပြန်လုပ်မယ်ဆိုတော့ကျွန်တော်ဒီ command ကိုသုံးမယ် base 64ဆိုတဲ့ command ကိုသုံးမယ် decode လုပ်ချင်တာဆိုတော့ -d လေးကိုထည့်လိုက်တယ်ပြီးတာနဲ့ data.txt ပေါ့နော်အဲ့ဖက်မှာပြန်ပြီးတော့ကျွန်တော် decode လုပ်တယ်ဆိုရင်ဒါသူ့ရဲ့ကျွန်တော်လူတွေနားလည်နိုင်တယ်စက်ကနားလည်နိုင်တာမဟုတ်ဘူးလူတွေနားလည်နိုင်တယ် the password is block ဆိုပြီးတော့ဖြစ်လာတော့ဖြစ်ပါတယ်ဆိုလိုရင်းကကျတော့ကျွန်တော်ဒီမှာပုံထဲမှာပြလာသလိုမျိုးပဲကျွန်တော်တို့က Viber မှာပုံပို့တာဆိုရင်ပုံကိုကျွန်တော် center အနေနဲ့ပို့လိုက်ပြီးပို့တဲ့သူက application layer နဲ့ပို့လိုက်တယ် presentation layer မှာကျတော့သူကဘာလုပ်ပေးတာလဲဆိုတော့သူ့ရဲ့အလုပ်ကကျတော့ data တွေကို encode လုပ်ပေးတာ decode လုပ်ပေးတာဖြစ်ပါတယ်အဲ့ဒီကနေမှသူကတခြားဘက်ကိုရောက်သွားတဲ့အချိန်မှာdecode ပြန်ဖြည့်ပြီးတော့ပေါ့နော်ကျွန်တော်တို့တခြားတကယ်ချင်းတယောက်ပုံပို့လာပဲဖြစ်ဖြစ်ဘယ်လိုပဲဖြစ်ဖြစ်အဲ့လိုပုံစံမျိုးနဲ့ပုံဖြစ်နေပြန်လဲရောက်ရှိသွားမှာလို့ဒါကတော့ networking layer ထဲမှာလည်းပါတဲ့ဟာနဲ့တခါလေးရှင်းတွဲပြီးပြတယ် basic default ဆိုတာကျွန်တော်တို့ကဘာလဲဆိုတော့ဒီမှာနားလည်လွယ်အောင်ပြောမှဆိုရင် basic default ဆိုတာဒီလိုမျိုးပေါ့ကျွန်တော်တို့ data တွေကိုပို့တဲ့အချိန်ညာရင်ပုံဆိုပုံပြီးပဲစသားကြီးပဲဆိုကျွန်တော်လူတွေနားလည်လေပုံစံမျိုးနဲ့ပို့လို့မရအောင်အဲ့ဒီအချိန်မှာပို့တယ်ဆိုရင် router တို့တခြား device တွေကကျတော့သင်္ကေတတွေမှားယွင်းပြီးတော့မြင်ပြီးတော့ကြံခဲ့တာတွေဖြစ်မှာဆိုတဲ့အချိန်ကျတော့ကျွန်တော်တို့ base 64နဲ့အဲ့ code ကို encode လုပ်ပြီးတော့ပို့ပါနော်အဲ့ဒီအချိန်မှာ0 to 63ရှိတယ်အဲ့ဒီနေရာမှာကျွန်တော် encode လုပ်လိုက်တယ်တစ်ဖက်လူစီရောက်သွားတဲ့အချိန်ကျရင်သူက auto အဲ့ဒီ presentation layer မှာပဲဒီ code ပြန်ဖြစ်သွားပြီးတဲ့အချိန်ကျတော့ကျွန်တော် application layer 7ကိုရောက်သွားတဲ့အချိန်ကျတော့ကျွန်တော်ပုံအဖြစ်နဲ့ပြန်မြင်ရတယ်ဒီနေ့တော့လောက်